ကဲမတူရင်ကြာမဆုံးပါဘူးတချို့လူတွေဟာကိုဘဝထဲမှာအမြဲရှိနေဖို့ရောက်လာတာမဟုတ်ပါဘူးကိုစိတ်ကိုယဉ်ကျက်လာစေဖို့သင်ခန်းစာတစ်ခုအနေနဲ့ခဏတာဖြတ်တန်းသွားလာရုံပါအစမှာတော့လူတိုင်းကကိုယ့်အတွက်အရေးကြီးသူလို့ထင်ရတယ်အမြဲတမ်းအတူရှိမယ်လို့လည်းယုံကြည်မိတတ်ကြတယ်ဒါပေမဲ့အချိန်ဆိုတာကြာလာလေလူတွေရဲ့စိတ်နေစိတ်ထားတန်မိုးထားတဲ့အရာရည်ရွယ်တဲ့ဘဝရှောက်တဲ့လမ်းတွေကမတူညီလာတော့ဘူးအဲ့ဒီအချိန်မှာအရင်လိုမနီးတော့တာဟာမေတ္တာကုန်သွားလို့တော့မဟုတ်ပါဘူးအတူလျှောက်ဖို့မသင့်တော့တာပါမြစ်တစင်းနဲ့စီးလာတဲ့ရေတွေတောင်အကွေးကောက်ရောက်ရင်လမ်းကြောင်းပြောင်းပြီးကွဲသွားတတ်တယ်လူဘဝတွေကလည်းဒီလိုပဲခဏတာဆုံကြတယ်ခဏတာနှွေးထွေးကြတယ်ပြီးရင်တယောက်တလန်းစီဖြစ်သွားပြန်ကြတယ်လောကဓမ္မအရာဆုံချင်းနောက်မှာခွဲချင်းကရှိနေပြီးသားပဲမဟုတ်လားဒါကိုလက်မခံနိုင်တဲ့အခါလူတွေကနာကျင်ကြတယ်ဖတ်တွေ့ကြတယ်မသိတော့တဲ့ဆက်ဆံရေးကိုတောင်အတင်းဆွဲထားခြင်းကြတယ်ဒါပေမဲ့လက်ထဲကသဲကိုပိုဖမ်းလေပိုထွက်ကြလေဖြစ်တယ်လို့မဖြစ်နိုင်တော့တဲ့လူတစ်ယောက်ကိုအတင်းဖတ်တွေ့လေကိုယ်စိတ်ပဲပိုပင်ပန်းလာလေဖြစ်တတ်တယ်တစ်ပင်တစ်ပင်ဟာအရွက်ဟောင်းတွေမကြွေမချင်းအရွက်သစ်တွေမထွက်နိုင်ဘူးဘဝမှာလဲမသိတော်တော့တဲ့လူတွေမထွက်သွားမချင်းကို့အတွင်းကငြိမ်းချမ်းမှုအသစ်တွေမဝင်လာနိုင်သေးဘူးတချို့လူတွေဝေးသွားတာဟာဆုံးရှုံးမှုတစ်ခုလိုထင်ရပေမဲ့တကယ်တော့ကိုယ်စိတ်ကိုကယ်တင်ပေးသွားတာဖြစ်နေတတ်တယ်ဘာလို့လဲဆိုတော့ဖုံးကန်ခြင်းမတူတဲ့သူတွေဟာအချိန်တန်ရင်အလိုဝေးသွားတတ်ပြီးဖုံးကန်တူတဲ့သူတွေကတော့ဘလောက်ဝေးတနေ့မှပြန်ဆုံလာတတ်လို့ပါဒါကြောင့်ဘဝထဲကထွက်သွားတဲ့သူတိုင်းကိုမုန်းနေဖို့အထိမလိုပါဘူးတချို့လူတွေကကိုယ့်ဘဝထဲမှာရှိနေဖို့မဟုတ်ပဲတိမ်ပေးဖို့ရောက်လာခဲ့ကြတာပါနောက်ဆုံးပြောချင်တာကလူတစ်ယောက်ဆုံးရှုံးသွားတာထက်ကိုယ်စိတ်အေးချမ်းမှုကိုပြန်ရလိုက်တာကပိုတန်ဖို့ရှိတယ်ဆိုတာကိုအချိန်တန်ရင်နားလည်လာပါလိမ့်မယ်ချစ်ချင်းများစွာဖြင့်